လက်ရှိအချိန်ထိပြီးမြောက်သွားတဲ့အပြောင်းအရွှေ့သတင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးမြောက်သွားတဲ့အပြောင်းအရွှေ့တွေထဲမှာပထမနေရာမှာအပြတ်သက်ဦးဆောင်နေတာကတော့အသက်25နှစ်အရွယ်အင်္ဂလန်တောင်မန်ကစားသမားအန်တိုနီဂေါ်ဒန်ပါသူကတော့ဘာစီလိုနာကိုပြောင်းရွှေ့ဖို့အလေးနဲ့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး2031ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်နျူကာဆယ်အတွက်3နှစ်ခွဲအတွင်းမှာ36ဂိုးအထိသွင်းပေးခဲ့ပြီးအသင်းကိုပေါင်25သန်းကနေတန်း30ကြားအမျက်ငွေရှာပေးသွားခဲ့တာပါဘာစီလိုနာရဲ့မိတ်ဆက်ပွဲမှာဂေါ်ဒန်ကစပိန်ဘာသာစကားနဲ့ပါနှုတ်ဆက်စကားပြောသွားခဲ့ပြီးဒါကသူ့ရဲ့ကလေးဘွားကအိမ်မက်တစ်ခုတကယ်ဖြစ်လာတာလို့ဆိုခဲ့ပါတယ်နောက်ထပ်အကြီးမားဆုံးအပြောင်းအရွှေ့တွေကတစ်ခုကတော့လီဗာပူးအသင်းဖြစ်ပါတယ်လီဗာပူးအသင်းက Rennes အသင်းကအသက်20အရွယ်ဗဟိုနောက်ခံလူဂျာမီဂျာဂေးကိုပေါင်55သန်းနဲ့ခေါ်ယူပြီးခံစစ်ကိုအားဖြည့်ခဲ့ပါတယ်အလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတဲ့အီဘရာဟီမာကိုနာတေးရဲ့နေရာကိုအစားထိုးဖို့ဖြစ်ပြီးသူ့ကိုလည်း2031ခုနှစ်အထိရေရှည်စာချုပ်ချုပ်ဆိုထားပါတယ်ဒါအပြင်လူငယ်ရှေ့တက်တွေစုဆောင်းရတာကြိုက်တဲ့ Chelsea အသင်းကလည်းလက်မနှေးခဲ့ပါဘူး Sporting Lisbon အသင်းကအသက်19နှစ်အရွယ်တောင်မန်ကစားသမား Giovanni Conta ကိုယူရို50ကျော်နဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ Conta က Sporting အတွက်86ပွဲအထိကစားပေးထားပြီးတကယ်ကိုအလားအလာရှိတဲ့လူငယ်ကစားသမားလေးမို့ Chelsea ပရိသတ်တွေကတော့မျှော်လင့်ချက်ကြီးနေကြပါတယ်။ဒီနှစ်ဈေးကွက်ထဲမှာအငှားစာချုပ်ထက်ကသဘောတူညီချက်တွေကြောင့်အပိသက်ပြောင်းရွှေ့ခြင်းပေးလိုက်ရတဲ့ကစားသမားတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီအထဲမှာ Manchester United အသင်းရဲ့တိုက်စစ်မှု White Land က Napoli ကိုပေါင်38.1 သန်းနဲ့အပိသက်ပြောင်းရွှေ့သွားခဲ့ပါတယ်။ Napoli Champions League ဝင်ခွင့်ရရင်အပိသက်ခေါ်ရမယ်ဆိုတဲ့အပိုက်ကြောင့် White Land ကအီတလီမှာပဲဆက်ရှိနေတော့မှာပါ။ Juventus အသင်းကတော့တိုက်စစ်မှု Lois Openda ကိုပေါင်35.1 သန်းနဲ့အပိသက်ဝယ်ယူခဲ့ပါတယ်။ Openda က Juventus အသင်းမှာအငှားနဲ့ကစားတော့က24ပွဲမှာတကိုးပဲသွင်းနိုင်ခဲ့ပေမဲ့အသင်းဘက်ကတော့သူ့ကိုအပိသက်ခေါ်ယူခဲ့တာပါ။ဒါတင်မကသေးပါဘူး။ Portuguese Club Sporting Lisbon အသင်းက Braga အသင်းရဲ့ကွင်းလန်လူ Rodrigo Zalaza ကိုပေါင်26သန်းနဲ့ခေါ်ယူပြီး Portuguese Club အချင်းချင်းကြားမှာစံချိန်တင်ပြောင်းရွှေ့ခြင်းသတ်မှတ်ခဲ့ပါတယ်။ Aston Villa ကနေ Roma အသင်းကိုအငှားသွားကစားပြီးဒုတိယရာသီဝက်မှာ14ဂိုးအထိသွင်းပေးနိုင်ခဲ့တဲ့ Ryan Malan ကလည်းပေါင်21.6 သန်းနဲ့ Roma ကစားသမားဖြစ်လာခဲ့တယ်လို့ Man City နောက်ခံလူ Manuel Akanji ကလည်း Inter Milan ကိုပေါင်73သန်းနဲ့အပိသက်ပြောင်းရွှေ့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါဒါကတော့ပြီးမြောက်သွားတဲ့အပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ